တော့လူလာဖြစ်ဘာစီမှာထားဘာဝိပါထိုင်ဘာဝိဟုတ်တော့ဖြစ်လို့ဒီကနေနေတယ်နဲ့ဘာလဲဓမ္မပူဇေမိဓမ္မတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏အရှင်ဘုရားသံဃာပူဇေမိသံဃာတော်ရှင်သူမြတ်ပေါင်းကိုပူဇေမိပူဇော်ပါ၏အရှင်ဘုရားဩကာသကာယကံဝစီကံမနောကံတိဟုသောအပိကတိပါပြောင်းငြိမ်၍အသက်ရှိစွာအနာမေယေယံဘေကင်းကြောင့်ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငါဘုရားယတနာသံဃာယတနာဒီဟုသောယတနာမြတ်သုံးပါးမိဘဆရာသမားတို့ကိုအယုအသေးအလေးအမြတ်လက်ဆုံးမိုး၍ရှင်ကိုပူဇော်ဘုမြော်မှန်လျှော့တော်ပါ၏အရှင်ဘုရားရောရသောဤကောင်းမှုကံစေနာတို့ကြောင့်အပေလေးပါးကသုံးပါးယပိရှိပါးယံသူမျိုး၅ပါးဝိပရိတရား၄ပါးယတနာတရား၅ပါးနာမျိုး96ပါးမိစ္ဆာဒိဋ္ဌိ62ပါးတို့မှာကာကတိကင်းလွတ်ငြိမ်းသည်ဖြစ်၍မတ္တရားဘုဒ္ဓရားနိဗ္ဗာန်တရားတော်မြတ်ကိုလင်းမြတ်စွာရပါလို၏အရှင်ဘုရား